အားလုံးပဲမင်္ဂလာပါရှင်စွန်ပန်းဖြစ်ပါတယ်ရှင်ဒီရက်ကတော့ဂျပန်အယောင်ဆိုင်တစ်ခုမှာတွေ့ခဲ့ရတဲ့ခဲဖြက်လေးတွေအတူတူကြည့်ကြရအောင်ရှင်ဒီခဲဖြက်ရောင်းဆိုင်လေးတွေကြည့်ပြီးတော့ကိုလည်းဒီကလေးဘဝပြန်လို့ရှင်မိသွားတယ်ပေါ့နော်ဆိုဒီဗီဒီယိုကြည့်ချူတဲ့သူတွေဘယ်လိုထင်မြင်လဲပေါ့နော်အတူတူလိုက်ကြည့်ကြပါအောင်ရှင်အရင်ချစ်ဖို့ကောင်းတယ်ပဲခဲဖြက်လာစားစရာလာတော့မသေးကိုယ်ပေါ့နော်ကလေးတွေစားတင်ရှင်အောင်အရင်ဟိုဆွဲဆောင်နိုင်တယ်လို့ပဲပြောရမှာလားမသိဘူးနော်ကြည်ပုံဒီခဲဖြက်ဝယ်ပြီးတော့မသုံးရပါဘူးနော်ဘေးမှာပဲတနေ့ကုန်ထိုင်ကြည့်ရမယ့်အဖြစ်အရင်ချစ်ဖို့ကောင်းတယ်ကွယ်တော့ကိုယ့်ရဲ့အကြိုက်ပုံမူတည်ပြီးတော့အမျိုးမျိုးထုတ်လုပ်ထားတာတွေ့ရတယ်ပေါ့နော်ဆိုရင်တော့အစုံထိလိုက်ကြည့်ပေးပါအောင်ရှင်ဗီဒီယိုကြည့်နေရင်လည်းမှဂျပန်မှာအလုပ်လုပ်တဲ့အခါမှာတတိထားတင်တဲ့အကြောင်းအရာလေးတစ်ခုကိုဒီဗီဒီယိုမှာပြောသွားရှင်းပါတယ်ရှင်ဂျပန်မှာလေအလုပ်လုပ်တဲ့အခါမှာအရင်အရေးကြီးတဲ့အချက်တစ်ချက်ရှိတာကိုဒီအခုကျွန်မအလုပ်အစ်စ်မှာတော်တော်လေးသင်ခန်းစာရတယ်ပေါ့နော်အဲ့ဘာလဲဆိုလို့ရှိရင်အလုပ်တစ်ခုလုပ်တဲ့အခါမှာအရေးကဲကြည့်ထပ်ဖို့အရင်ရေးကြည့်တာပေါ့နော်အလုပ်စဝင်ကလေးကဒီအကဲခတ်တတ်ရမယ်ရေလို့တော့မဟုတ်ဘူးပေါ့နော်အလုပ်ဝင်ပြီးတော့3-5 ပတ်တစ်လလောက်ပေါ့အဲ့လိုခါကျရင်ဒီလိုအရေးအကဲလေးကြည့်တတ်ဖို့ရေနောက်တစ်ခုကဒီအလိုက်တတိလှုပ်ရှားတတ်ဖို့အရင်ရေးကြည့်တယ်ပေါ့နော်အခုဆိုကျမအလုပ်လုပ်တဲ့နေရာဆိုလို့ရှိရင်စကားမပြောတတ်တဲ့လူနာကိုကြည့်ရတာပေါ့နော်စကားလည်းမပြောတတ်ဘူးနောက်တစ်ခုဒီခန္ဓာကိုယ်လှုပ်ရှားမှုလည်းမလုပ်နိုင်ဘူးအဲ့မှဆိုလို့ရှိရင်အကယ်၍သာကျမကဒီလိုအကဲခတ်တတ်တဲ့အကျင့်တို့အတီးစိတ်နဲ့လှုပ်ရှားတတ်တဲ့အကျင့်တို့မရှိဘူးဆိုလို့ရှိရင်ကျမတော့လုံးဝအလုပ်ပြုတ်မှတေးရှာတယ်ပေါ့နော်ကျမနဲ့အတူဝင်တဲ့ဂျပန်တယောက်ဆိုလို့ရှိရင်အဲ့လိုအလိုက်တီးတဲ့စိတ်တို့နောက်တစ်ခုဒီအကဲခတ်တဲ့စိတ်ဓာတ်တွေမရှိတော့လေပြုတ်သွားတယ်တော့တကယ်ဆိုကျမနိုင်ငံခြားသားခွဲသူ့အနေနဲ့ဆိုအများကြီးစိုးရိမ်စရာဖြစ်တယ်ဂျပန်စာနားလေတတ်ပါမလားငါခိုင်းတဲ့အတိုင်းလုပ်နိုင်ပါမလားဆိုတဲ့အတွေးပေါ့နော်ကျမပြောချင်တာကတော့ဒီအလုပ်လုပ်တဲ့အခါမှာအလိုက်တိဖို့ရဲ့အကဲခတ်ပြီးတော့လှုပ်ရှားတတ်ဖို့ကအရင်အရေးကြီးတယ်ဆိုတာလေးကိုဒီဗီဒီယိုလေးမှာ message ပေးရင်းနဲ့အားလုံးဂျပန်မှာအလုပ်စူးစမ်းပြီးတော့ပတ်စံစုကြရအောင်ပေါ့နော်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ရှင်